ကိုအသုံးပြုမယ်ဆိုရင်နောက်ထပ်သိဖို့လိုတဲ့အရာတစ်ခုကတော့ user management ပဲဖြစ်ပါတယ် user management ဆိုတာကတခြားသူတွေနဲ့ပူးပေါင်းပြီးလုပ်ချင်တယ်ဆိုလို့ရှိရင်သူတို့ကို invite လုပ်ပြီးတော့မှကိုယ့် team ကို join ခိုင်းတာမျိုးတွေပြီးတော့ရှိပြီးသား user တွေကို deactivate လုပ်တာမျိုးတွေနောက်ပြီးတော့ role တွေကို assign ချပေးတာမျိုးတွေအတွက်ကိုအသုံးပြုပါတယ်အဲ့တော့ဒါကိုအသုံးပြုဖို့အတွက်အရင်ဆုံး admin access ရထားဖို့လိုအပ်ပါတယ်ဒီ admin dashboard ကိုသွားမယ်ဆိုရင်တော့ site bar တွေက admin ကိုရွေးပြီးတော့မှနှိပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုး page ကိုမြင်ရပါလိမ့်မယ်ပြီးတော့အဲ့ထက်မှပါတဲ့ user ဆိုတဲ့ cut လေးကိုနှိပ်ပြီးတော့ manage user ဆိုတဲ့ ခလုတ်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး table လေးတစ်ခုပေါ်လာပါလိမ့်မယ်လက်ရှိမှာတော့ကျွန်တော်မှာ user တယောက်တည်းပဲရှိပါတယ်သူ့ကို role နှစ်ခုပေးထားပါတယ်ဒီထဲမှာ user ကဘယ်အချိန်ကစပြီးတော့ join တယ်လဲပြီးတော့သူ့ဘယ် role တွေပေးထားတယ်လဲသူတို့လက်ရှိ active ဖြစ်နေသလားမဖြစ်နေဘူးလားဆိုတာမျိုးတွေကိုဒီမှာအကုန်ကြည့်လို့ရပါတယ်ကျွန်တော်တို့ကနောက်ထပ်အသစ်တစ်ယောက်ကိုထပ်ပြီး invite လုပ်မယ်ဆိုရင်တော့ add user ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့မှဖွင့်လိုက်တယ်ဆိုလို့ရှိရင်အခုလို form ပေါ်လာပါလိမ့်မယ်ဒီနေရာမှာ email address ကတော့မပါမဖြစ်လိုအပ်ပါတယ်တခြားသောဖုန်းနံပါတ်တွေဟိုပေါ့ custom ID လို့ပါဆိုတာရတော့မရှိမဖြစ်မလိုအပ်ပါဘူး name ကိုကတော့ဒီ email ပိုင်ရှင်ရဲ့နာမည်ကိုထည့်လို့ရတယ်လို့nickname တစ်ခုခုထည့်ပြီးဆိုလို့ရှိရင်လည်းရပါတယ်ကိစ္စမရှိပါဘူးပြီးတော့ရင်တော့ row ကိုရွေးတဲ့အခါမှာ row ကဒီမှာတော့မြင်ရမှာမဟုတ်ပါဘူးသူ့မှာကြိုထည့်ထားပြီးသား row တွေရှိပါတယ် admin လား doctor လား nurse လားmanagement လားစသဖြင့်ရှိပါတယ်ကျွန်တော်ကတော့ဒီမှာ doctor ကိုရွေးလိုက်မယ် organization ကတော့လက်ရှိကျွန်တော် login ဝင်ထားတဲ့ organization ဖြစ်ပါတယ်သူ့မှာအရွေးစရာမလိုဘူး custom ID ကတော့တချို့စေးကန်းတွေမှာတချို့စေး entity စေးကန်းတွေစေးရုံတွေမှာသုံးနေပြီးသား ID ရှိပါတယ်ဆရာဝန်တွေသူနာပြုတွေနဲ့တခြားသော lab တွေဘာတွေကိုပေးထားတဲ့ ID နံပါတ်တွေရှိရဲအဲ့နံပါတ်တွေကိုပြန်သုံးကျင်တယ်ဆိုလို့ရှိရင်ဒီမှာထည့်ထားပေးလို့ရပါတယ်အဲ့တော့ဟိုပေါ့နော်ပြန်ပြီးတော့မှဒီလူကတော့ဘယ် ID နဲ့ဆိုတာမျိုးကိုသိဖို့အတွက်ကိုသုံးဝင်ပါတယ်ပြီးရင်တော့ user invited successfully ဆိုတဲ့စာတန်းလေးပေါ်လာပါလိမ့်မယ်ဒါဆိုရင်တော့တစ်ဖက်သူစီကို invite email တစ်ခုရောက်သွားပါလိမ့်မယ်အကယ်၍အဲ့လိုမရောက်ခဲ့ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ workspace ကဟိုပေါ့ user limit ပြည့်နေလို့ဖြစ်နိုင်ပါတယ်ပြီးရင်ဒီ invited ဆိုတဲ့ tab ကိုတွားကြည့်တဲ့အခါမှာဒီ email ပိုင်ရှင်ကဘယ်လက်ရှိ status ကဘယ်လိုရှိသလဲပေါ့ဘယ်အချိန်မှာ invite က expire ဖြစ်မလဲနောက်ပြီးတော့ထပ်ပြီးတော့မှ resend လုပ်ချင်တယ်ပေါ့နော် email ကိုထပ်ပို့ချင်တယ်ဆိုရင်လုပ်လို့ရတယ်ဒါမှမဟုတ်လည်း cancel လုပ်ချင်တယ်ဆိုရင်လုပ်လို့ရပါတယ် okay ကျွန်တော်တို့ email ဒီ invite လုပ်ခံရတဲ့သူရဲ့ email inbox ကိုတစ်ချက်သွားကြည့်လိုက်ရအောင်ဒီမှာဆိုရင်တော့ email လေးဝင်လာတာကိုမြင်ရပါလိမ့်မယ်အဲ့ email ကိုဆက်နှိပ်ကြည့်လိုက်တဲ့အခါမှာinvite လုပ်ခံထားရတယ် referral code ကဒါကိုသုံးပြီးဝင်လို့ရတယ်အောက်ဆုံးမှာတော့ accept invite ဆိုတဲ့ဟာလေးတစ်ခု button လေးတစ်ခုကိုတွေ့ပါလိမ့်မယ်အဲ့တော့ဒီ user က invite လုပ်ခံရတဲ့သူဟာဒီ accept ကိုနှိပ်လိုက်ပြီဆိုတာနဲ့ platform တွေကိုဝင်သွားပါလိမ့်မယ် platform မှာသူလိုအပ်တယ်လို့မျိုး form တွေပါဖြည့်ပြီးအခါကျတော့စာပြီးတော့မှသုံးလို့ရပါလိမ့်မယ်ဆိုတော့အဲ့ဒီမှာ join လိုက်တဲ့အခုအဲ့လိုမျိုး invite လုပ်လိုက်တဲ့အခါမှာ joiner ကကိုယ့်ရဲ့အဖွဲ့ကိုပဲလာ joiner ဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့အဖွဲ့မှာကိုပေးထားတဲ့ access တွေအကုန်လုံးကိုသူကရပါလိမ့်မယ်အဲ့တော့ကျွန်တော်မ join ပြတော့ဘူးအခုaccept လုပ်သွားတယ်လို့ပဲကျွန်တော်ယူဆလိုက်မယ်ပေါ့နော်အကယ်၍ accept မလုပ်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့ cancel လုပ်လို့ရတယ် cancel လုပ်လိုက်ပြီဆိုတာနဲ့ဒီ invite လုပ်ခံရတဲ့သူကဘာမှဆက်ပြီးတော့သူတို့ဝင်လို့ရမှာမဟုတ်တော့ပါဘူးနောက်တစ်ခုကရှိထားပြီးသား member တွေကိုလည်းmanage လုပ်ချင်တဲ့အခါမှာလည်းကျွန်တော်တို့ edit ဆိုတဲ့ဟာကိုသုံးလို့ရတယ်အခုဒီတယောက်ကိုကျွန်တော် deactivate user ဆိုပြီးတော့လုပ်ကြည့်လိုက်ပါမယ်အဲ့တော့ deactivate လုပ်ကြည့်တဲ့အခါမှာကျွန်တော် deactivate လုပ်လို့မရပါဘူးဘာကြောင့်လဲဆိုတော့အခုဒီ user တယောက်ထဲကနေပဲကျွန်တော်က role နှစ်ခုပေးထားတာပေါ့ပြီးတော့သူကလည်းနောက်ဆုံး admin တယောက်ဖြစ်နေတယ်အဲ့တော့စနစ်ရဲ့ logic အရဆိုရင်ဒီ
စနစ်ထဲမှာတယောက်မှ admin မရှိတော့ဘူးဆိုလို့ရှိရင်မဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟိုဟာဟိုပေါ့နော်နောက်ဆုံး admin ကိုပေးပြီးတော့မှဟိုဟာဘယ်လိုပြောရမလဲဆိုတော့ inactive မလုပ်ခိုင်းတာပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်ကနောက်တစ်ယောက် invite လုပ်ပြီးတော့မှdeactivate လုပ်လိုက်မယ်ဆိုလို့ရှိရင်เนาะဆက်ပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ်ဒီ user management အကြောင်းပြောပြီးနောက်ထပ်အနေနဲ့ပြောဖို့လိုတာကတော့ clinic management ဖြစ်ပါတယ်ဒီအကြောင်းကလည်းတည်တံ့ကျွန်တော် video တစ်ခုရှိပါတယ် clinic management ဆိုတာကတော့ user တွေကိုဘယ် clinic ကို assign လုပ်ပေးမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့လှုပ်ဆောင်တာဖြစ်ပါတယ်ဆိုတော့ manage clinic ကိုတွားကြည့်တဲ့အခါမှာကျွန်တော်တို့ကြိုဆောက်ထားခဲ့တဲ့ clinic စာရင်းလေးကိုဒီမှာတွေ့လိမ့်မယ်သူ့တစ်ချက်နှိပ်ပြီးဆိုတာ ਨੇ ဘယ် user တွေကို assign လုပ်ပေးထားသလဲဆိုတာတွေ့ပါလိမ့်မယ် user အသစ်ကို assign လုပ်ချင်တယ်ဆိုလို့ရှိရင်เนาะအပေါ်ကဒီ plus button လေးကိုနှိပ်လိုက်တဲ့အခါမှာဒီ form လေးကြာလာပါလိမ့်မယ်အဲ့ဒီထဲမှာကိုယ့်ရဲ့ user စာရင်းတွေကိုတွေ့လိမ့်မယ်search ကိုလည်းနှိပ်ပြီးတော့မှရှာလို့ရပါတယ်ပြီးရနဲ့တွေ့ရသူကိုတစ်ချက် click နှိပ်ပြီးတော့မှ assign staff ဆိုလို့ရှိရင်เนาะအဲ့ user ကိုဒီဆေးခန်းမှာတွားပြီးတော့ assign လုပ်လို့ရပါပြီနောက်ပြီးတော့ဆေးခန်း clinic အသစ်တွေထပ်ဆောက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီဘေးကအပြာရောင် plus button လေးကိုနှိပ်ပြီးတော့မှဆောက်လို့ရပါတယ်။ဘာကြောင့်ဒီလိုမျိုးလုပ်ဖို့လိုရလဲဆိုတော့ဆရာဝန်တိုင်းမှာ assign လုပ်ထားတဲ့ clinic ရှိဖို့လိုပါတယ်။အဲဒီတော့မှပဲသူက time table အသစ်တွေစောက်တာမျိုးတွေ appointment တွေဆက်ပြီးတော့မှ run တာမျိုးတွေလုပ်လို့ရတာဖြစ်ပါတယ်။မဟုတ်ရင်တော့ဒီဆရာဝန်တွေနာပြု